Hello, Way Crochet YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ ဝေဒီနေ့ထိုးပြပေးမှလေးကတော့နိုဝင်ဘာ14ရက်နေ့ကတော့Apple က launch လိုက်တဲ့ယခုလက်ရှိမှာလဲ trend ဖြစ်နေတဲ့$149ရှိတဲ့ iPhone Pocket 8လေးကို inspire ယူပြီးတော့ crochet version နဲ့ထိုးပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီ8ကလေးကထိုးနည်းကလွယ်ကူမြန်ဆန်ပြီးတော့ beginner သမားတွေကစပြီးတော့လိုက်ထိုးလို့အဆင်ပြေတဲ့8ကလေးဖြစ်ပါတယ်ရှင်။ဒီအိတ်လေးကရိုးရှင်းပေမဲ့ strong ဖြစ်တဲ့ color လေးတွေတောက်တဲ့ color လေးတွေကိုအသုံးပြုပြီးတော့ထိုးမယ်ဆိုရင်ရိုးရိုးရှင်းရှင်းလေးနဲ့ပေါ်လင်းနေစီမှာပဲဖြစ်ပါတယ်ရှင်ပြီးရင်ဒီကလေးကပေါ့ပေါ့ပန်းနဲ့သူ့ကြီးပဲကင်သွားလို့ရတဲ့အပြင် handbag အိတ်ကလေးတွေမှာ keychain လေးအဖြစ်လဲ decorate အသုံးပြုလို့ရပါတယ်ရှင်ဒါဆိုရင်တော့ဝီတို့အခုလိုအပ်တဲ့ material လေးတွေကိုကြည့်လိုက်ကြအောင်ရှင်ဝီတို့ trend ဖြစ်နေတဲ့ iPhone Pocket အိတ်ကလေးထုတ်ဖို့အတွက်လိုအပ်တဲ့ material လေးတွေကတော့ဝေကဒီထိုင်းချီလေးကိုအသုံးပြုထားပါတယ်ရှင်။ထိုင်းချီမဟုတ်တဲ့တခြား mid cotton 5 line အသုံးပြုလို့ရပါတယ်ရှင်။ပြီးရင် outside အနေနဲ့ကတော့3 mm လေးကိုအသုံးပြုပါမယ်။ပြီးရင်အနာသက်ဖို့အတွက်ဒီလိုမျိုးချွတ်ကလေးလိုအပ်မယ်။ပြီးရင်မာကာလေးလိုအပ်ပါမယ်။ပြီးတော့ရင်ကကြီးလေးလိုအပ်ပါမယ်။ဒါဆိုရင်တော့ဝေတို့စပြီးတော့ထိုးလိုက်ကြအောင်ရှင်။အရင်ဦးဆုံး snake knot လေးအရင်လုပ်ပါမယ်။ knot လေးလုပ်ပြီးသွားလို့ရှိရင် chain လေး102ခါထိုးပါမယ်။တစ်ခါ၊နှစ်ခါ၊သုံးခါ၊လေးခါ၊ငါးခါ၊6ခါ၊9ခါ၊10ခါ၊9ခါ၊10ခါ100 101 102 chain 102ခါထိုးပြီးသွားတော့ရှင်ဝီတို့ကဒုတိယ chain လေးကနေပြီးတော့စပြီးတော့တိုင်လက်ရှက်ကော်လေးထိုးပါမယ်။တိုင်လက်ရှက်ကော်ထိုးပုံထိုးနည်းလေးကတော့အပေါ်မှာခြေကိုတစ်ပတ်ရစ်မယ်။ပြီးတော့ဒုတိယ chain ကနေပြီးတော့ခြေစာလေးကိုဆွဲကောင်းမယ်။အပေါ်မှာရှိတဲ့ခြေသုံးပင်တွေကပထမဆုံးခြေလေးကိုဒီနောက်ထပ်ခြေနှစ်ပင်လေးကိုဆွဲပြီးတော့ထုတ်လိုက်ပါမယ်။ဒါလေးကိုတိုင်လက်ရှက်ကော်လို့ခေါ်ပါတယ်။ပြီးတော့ရင်အဲ့ဒီတိုင်လေးကိုမာကာလေးနဲ့မှတ်လိုက်ပါမယ်။ပြီးရင်နောက်ထပ်အဲ့လိုလေးပဲတိုင်လက်ရှက်ကော်လေးထပ်ပြီးတော့ထိုးပါမယ်။အပေါ်မှာခြေကိုတစ်ပတ်ရစ်မယ်။ဒီတတိယ chain လေးကခြေစားလေးကိုဆွဲကောင်းမယ်။အပေါ်မှာရှိတဲ့ခြေသုံးပင်လေးထဲမှာပထမဆုံးခြေလေးကိုနောက်ဆုံးခြေနှစ်ပင်လေးကိုဆွဲထုတ်လိုက်ပါမယ်။နောက်တစ်ခါထပ်ပြပေးပါမယ်။အပေါ်မှာခြေလေးကိုတစ်ပတ်ရစ်မယ်။ပြီးသွားရင်ဒီ chain လေးကနေခြေစားလေးကိုဆွဲကောင်းမယ်။ပြီးသွားရင်အပေါ်မှာရှိတဲ့ခြေသုံးပင်လေးကနေပြီးတော့ပထမဆုံးခြေလေးကိုနောက်ခြေနှစ်ပင်လေးကိုဆွဲထုတ်မယ်။အဲ့လိုလေးပဲတရားနဲ့တစ်တိုင်းတိုင်လက်ရှက်ကော်လေးကိုအဆုံးထိခေါ်သွားပါမယ်ရှင်။အဲ့တော့အခု row 2လေးအထိနောက်ဆုံးမှာထိုးပြီးသွားပြီဆိုရင် row 3ကိုဆက်တက်မယ် row 3ကိုကြတော့ရိုးရိုးရှက်ကော်လေးပဲထိုးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖုန်မီတစ်ခုတက်စရာမလိုဘဲနဲ့ဒီတိုင်းလေးပဲတစ်ဖက်ကိုလဲလိုက်မယ်ပြီးသွားရင်ပထမဆုံးဒီမှာရှိတဲ့ဒီ V stitch ရှိတယ်ပေါ့နော်အဲ့ V stitch တွေကနှစ်ပင်စလုံးကိုယူပြီးမထိုးဘဲနဲ့ဒီဘက်အချမ်းလေးက back loop လေးကိုပဲကောက်ပြီးတော့ခြေလေးကိုကောက်ပြီးတော့ထိုးပါမယ်အဲ့တော့အဲ့ back loop လေးကနေပြီးတော့ခြေစားလေးကိုဆွဲကောက်မယ်ပြီးသွားရင်အပေါ်မှာရှိတဲ့ခြေနှစ်ပင်တွေကရိုးရိုးရှက်ကော်ဖြစ်တဲ့အတွက်ကြောင့်မလို့ပထမခြေလေးကိုဒုတိယခြေလေးကိုဆွဲထည့်မယ်ဒီလိုလေးရပြီပြီးသွားရင်အဲ့ဒီတိုင်လေးကိုဝေတို့ကမာကာလေးနဲ့တစ်ချက်မှတ်ထားပါမယ်ဘာလို့လဲဆိုတော့ဒီတိုင်လေးကတိုင်မှန်းမသိအောင်မသိတာတဲ့အတွက်ကြောင့်မလို့တခါတလေကြတော့ရှင်ဒီတိုင်လေးကိုကြံခဲ့မှာဆိုလို့ပေါ့နော်အဲ့လိုမျိုးကြံခဲ့ပြီးဆိုရင်ဝေတို့ရဲ့ဒီထိတ်ကလေးကမညီတော့ဘူးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ထိုးတဲ့row အတန်းလေးတွေကညီချင်းနေဆိုရင်ဝေတို့ကဒီအစမှတ်နဲ့ဒီအဆုံးမှတ်ကလေးတွေကိုမာကာလေးတွေအမြဲတမ်းဆဆချင်းထိုးပြီးတာနဲ့ချိန်ထားခဲ့ဖို့လိုပါတယ်အဲ့လိုမျိုးဆိုရင်ကိုထိုးတဲ့တိုင်လေးတွေကဆိုရင်ညီနာလေးဖြစ်နေမှာဖြစ်ပါတယ်အဲ့တော့အခုပုံမှန်ရှက်ကော်လေးကိုပဲဆက်ပြီးတော့ row 3ကိုအဆုံးထိကော်သွားပါမယ်အခုဝေတို့က row 3ရဲ့101ခုမြောက်ရှက်ကော်ရောက်တဲ့အခါမှာပုံမှန်လိုလေးပဲဒီမာကာချိထားတဲ့တိုင်လေးကနေပြီးတော့ရှက်ကော်လေးကိုခေါ်လိုက်မယ်ပြီးရင် row 4လေးကိုတက်မယ်ဒီနေရာမှာ row 4ကိုတက်တဲ့ခါကျတော့
ဖုံးမီလေးတစ်ခါထိုးမယ်ထိုးပြီးရင်တစ်ဖက်ကလေးကိုလှည့်မယ်လှည့်ပြီးရင်ဒီ row 4ရဲ့ထိုးမဲ့တိုင်လေးကကြတော့တိုင်လဲရှက်ကော်ဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်မှာချီကိုတစ်ပတ်ရင်းမယ်ပြီးသွားရင်ဒီ V stitch တဲက back glue လေးကနေပြီးတော့ပဲချီစားလေးကိုဆွဲပြီးတော့ကောက်မယ်ပြီးသွားရင်အပေါ်မှာရှိတဲ့ချီ3ပင်တွေကပထမချီလေးကိုနောက်ဆုံးချီ2ပင်လေးကိုဆွဲပြီးတော့ထည့်လိုက်ပါမယ်ပြီးရင်နောက်တစ်တိုင်ကိုလည်းအဲ့လိုမျိုးလေးပဲထိုးမယ်အဲ့တော့အဲ့ဒီတိုင်းလေးပဲဝင်တို့ကတရားတစ်တိုင်ကိုထိုးသွားပါမယ်ပြီးရင်ပထမဆုံးထိုးထားတဲ့ဒီတိုင်လေးကိုလည်းခုနကမာကာလေးနဲ့ပြန်ပြီးတော့မှတ်ထားပါမယ်အခုဝေတို့က row 4လေးရဲ့တိုင်လက်ရှက်ကော်လေးနောက်ဆုံးဒီရောက်လာတဲ့အခါမှာဆိုရင်ဒီမာကာချိတ်ထားတဲ့နေရာလေးကနေပြီးတော့တစ်တိုင်ထိုးပါမယ်ပြီးသားရင် row 5လေးကိုတက်ဖို့အတွက်ကြတော့ပုံမှန်ရှက်ကော်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဖုံးမီတစ်ခုမတက်တော့ဘဲနဲ့ဒီတိုင်းလေးပဲတစ်ဖက်ကိုလှည့်မယ်ပြီးသွားရင်ဒီပထမဆုံး stitch လေးရဲ့ back လေးရနေပြီးတော့ချီစားလေးကိုဆွဲကောက်ပြီးတော့ရိုးရှက်ကော်လေးထိုးပါမယ်ပြီးသွားရင်အဲ့ဒီရှက်ကော်လေးကိုဝေတို့ကမာကာလေးနဲ့မှတ်ထားပေးပါမယ်အဲ့တော့အခုဒီနေရာမှာဆိုရင် row 5ကနေပြီးတော့ row 9အထိ5တန်းကိုrow 3နဲ့ row 4တလဲစီဒီတိုင်းပဲထိုးသွားပါမယ် row 3နဲ့ row 4မှာ row 3မှာဆိုရင်တော့ပုံမှန်ရှက်ကော်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဖုံးမီတစ်ခါတက်စရာမလိုပါဘူး row 4ကြတော့ရှိရင်တိုင်လက်ရှက်ကော်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖုံးမီလေးတစ်ခုတက်ပြီးတော့မှတစ်ဖက်ကိုလှည့်ပြီးတော့ထိုးသွားပေးပါရှင်ဒါဆိုရင် row 10ကြတော့ရှင်တစ်ချက်ပြန်လာခဲ့ပါမယ်အခုဝေတို့က row 5ကနေပြီးတော့ row 9အထိ5တန်းကို row 3နဲ့ row 4အတိုင်းထိုးလာပြီးတဲ့အခါမှာ row 10ကြတော့ရှိရင်တိုင်လက်ရှက်ကော်နဲ့ထိုးရမယ်လည်းဖြစ်ပါတယ်အဲ့တော့ row 10ကိုတိုင်လက်ရှက်ကော်အတန်းထိုးဖို့အတွက်ဖုံးမီလေးတစ်ခါထိုးမယ်ပြီးရင်တစ်ဖက်လှည့်မယ်တစ်ဖက်လှည့်ပြီးတော့ရှိရင်တိုင်လက်ရှက်ကော်လေး46တိုင်ထိုးပါမယ်တစ်တိုင်နှစ်တိုင်သုံးတိုင်4တိုင်46တိုင်ထိုးသွားပါမယ်အခုဝေတို့ကတိုင်လက်ရှက်ကော်လေး46တိုင်ထိုးပြီးတဲ့အခါမှာဒီနေရာမှာလက်ကင်ပေါက်လေးလုပ်ဖို့အတွက်chain လေး46ကထိုးပါမယ်1 2 3 4 5 6 9 8 9 10 4 5 4 6အဲ့တော့ဝေတို့ကဖုံးမီ chain လေး46ကပြီးသွားတဲ့အခါမှာဒီတိုင်ကလည်း46တိုင်ကိုခြံခဲ့ပြီးတော့46တိုင်ရဲ့ဒီအပေါ်မှာတိုင်လေး9တိုင်ကျန်ပါမယ်အဲ့တိုင်လေးပေါ်မှာဝေတို့ကခုနကတက်ထားတဲ့တိုင်လက်ရှက်ကော်လေးကိုထိုးပါမယ်အဲ့တော့မထိုးခင်မှာဒီဖုံးမီလေးကိုမလိမ်သွားအောင်တစ်ချက်သေချာလေး adjust လုပ်ပါမယ် adjust လုပ်ပြီးတော့မှဒီ46တိုင်ခြံခဲ့ပြီးတော့မှတိုင်လက်ရှက်ကော်လေး9တိုင်ကိုဒီထိပ်ကလေးမှာထိုးပါမယ်အဲ့တော့အခုဝေတို့က row 10လေးပြီးတော့ရှင် row 11လေးကိုတက်မယ် row 11ကျတော့ပုံမှန်ရှက်ကော်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဖုံးမီတစ်ခါတက်စရာမလိုဘူးဒီဘက် back glue လေးရနေပြီးတော့ချီစလေးကိုကောက်ပြီးတော့ရှိရင်ဝေတို့ကပထမချီလေးကဒုတိယချီလေးကိုဆွဲထုတ်မယ်ပြီးအဲ့တိုင်လေးကိုမာကာလေးနဲ့တစ်ချက်မှတ်ထားပါမယ်ပြီးသွားရင်ပုံမှန်ရှက်ကော်လေးကိုပဲဝေတို့ကဒီတိုင်းလေးပဲကော်လာခဲ့ပါမယ်
ဒီနားရောက်တော့ရှိရင်ပုံမှန်တိုင်းလေးပဲဝီတို့ကဒီဖုံးမီလေးတွေပေါ်မှာလည်းရှက်ကော်လေးတွေတောက်လျှောက်ကော်သွားပါမယ်အခု17တန်းလေးကိုဝီတို့ကဒီကနေပြီးတော့ဒီအဆုံးထိထိုးပြီးသွားတော့ရှိရင်အဲ့17တန်းကနေပြီးတော့နောက်ထပ် row 29အထိ19တန်းကိုလည်း row 3နဲ့ row 4အတိုင်းကိုတစ်လဲစီပြန်ပြီးတော့19တန်းကိုထိုးသွားပါမယ်ရှင် row 30ရောက်တော့ရှိရင်တစ်ချက်ပြန်ပြပေးပါမယ်အခုဝီတို့က row 11ကနေပြီးတော့ row 29အထိ19တန်းထိုးပြီးတဲ့အခါမှာ row 30ကြတော့တိုင်းလက်ရှက်ကော်လေးထိုးရမယ်တန်းဖြစ်ပါတယ်အဲ့တော့ဖုံးမီလေးတစ်ခါထိုးပြီးတော့တစ်ဖက်ကိုလဲမယ်ပြီးသွားပြီဆိုရင်ဝီတို့ကတိုင်လက်ရှက်ကော်လေး46တိုင်ထိုးပါမယ်အဲ့တော့အပေါ်မှာခြေတစ်ပတ်ရမယ်ပြီးရင်ဒီဘက်ကဘတ်လူလေးရပဲခြေစားလေးကိုဆွဲကောက်မယ်ပြီးတော့ရင်အပေါ်မှာရှိတဲ့ခြေသုံးပင်ထဲမှာပထမခြေလေးကိုဒုတိယခြေနှစ်ပင်ထဲကိုဆွဲပြီးတော့ခေါ်လိုက်မယ်ပြီးရင်အဲ့တိုင်လေးကိုဝီတို့ကမာကာလေးနဲ့တစ်ချက်မှတ်ထားပါမယ်ပြီးတော့ရင်အဲ့တိုင်လေးပဲတိုင်လက်ရှက်ကော်လေး46တိုင်ကိုထိုးသွားပါမယ်ခုဝီတို့ကတိုင်လက်ရှက်ကော်လေး46တိုင်ထိုးပြီးတဲ့အခါမှာဆိုရင်ဒီနေရာလေးမှာနောက်ထပ်chainလေး46တိုင်ထိုးပါမယ်1 2 3 4 5 6 9 4 3 4 5 6 အဲ့တော့ chain လေး46ကိုထိုးပြီးသွားတဲ့အခါမှာ chain လေးကိုမလှည့်သွားအောင်တစ်ချက်ညှိမယ်ညှိပြီးတော့ရှိရင်ဒီမှာလည်းတိုင်46တိုင်ကိုကျော်ခဲ့ပြီးတော့ဒီ48တိုင်ရဲ့ဒီဘတ်လူလေးရနေပြီးတော့ဝီတို့ကတိုင်လက်ရှက်ကော်လေးထိုးပါမယ်ပြီးတော့ရင်နောက်ထပ်စုစုပေါင်းအကုန်လုံးတိုင်လက်ရှက်ကော်လေးဒီနေရာမှာ6ခုထိုးရပါမယ်ပြီးသွားပြီဆိုရင်ဝီတို့က31တန်းလေးကိုပုံမှန်ရှက်ကော်လေးပဲထိုးဖို့တစ်ဖက်ကလေးကိုလဲလိုက်မယ်ပြီးသွားရင်ဒီဘတ်လူလေးရနေပြီးတော့ခြေစားလေးကိုဆွဲကောက်ပြီးတော့ရှက်ကော်လေးထိုးမယ်ပြီးရင်အဲ့ဒီတိုင်လေးကိုမာကာလေးနဲ့ချိန်ပြီးတော့မှတ်ထားမယ်ပြီးရင်အဲ့တိုင်လေးပဲဝီတို့ကဆက်ပြီးတော့ရှက်ကော်လေးတွေကိုဒီ31တန်းဆုံးတဲ့အထိထိုးသွားပါမယ်ဒီchainလေးတွေပေါ်ရောက်တဲ့အခါမှာလည်း chainလေးတွေရဲ့အပေါ်ကနေပြီးတော့ရှက်ကော်လေးတွေထိုးသွားပါမယ်အဲ့တော့အခုဝေတို့ကဒီ31တန်းလေးကိုဆုံးတဲ့အထိထိုးသွားတဲ့အပြင်31တန်းကနေပြီးတော့ row 40အထိကိုလည်းဒီတိုင်းလေးပဲ row 3နဲ့ row 4လေးကိုလှည့်စီအတန်း40အထိထိုးသွားပါမယ်အဲ့တော့ဝေတို့အခုအတန်း40အထိထိုးပြီးသွားတော့ရှိရင်တစ်ချက်ပြန်လာပြပေးပါမယ်အခုဝေတို့က row 30ကနေပြီးတော့ row 40အထိ10တန်းထိုးလာပြီးတဲ့အခါမှာဒီအချမ်းလေးနှစ်ချမ်းကိုဒီလိုမျိုးလေးချုပ်ပါမယ်ဝေကတော့ row 41အထိပေါ့နော်နောက်ထပ်တစ်တိုင်ပို့ပြီးထိုးလိုက်တယ်ဘာလို့လဲဆိုတော့ဝေကတကယ်တော့ဒီခြီကကြတော့ထိုင်းခြီဖြစ်တဲ့အတွက်ကြောင့်မလို့သူကဆွဲသားသိမ့်မရှိဘူးပေါ့နော်ဆွဲဖို့သိမ့်မရှိတဲ့အခါကျပြီးတော့ဝေကအစိုက်ကိုလည်း3mm အသုံးပြုထားတဲ့အခါကျတော့ကြစ်ကလေးဖြစ်တဲ့အခါကျတော့အရင်ကြီးဆွဲသားမရှိတဲ့အခါကျတော့နည်းလေးကြစ်နေတဲ့အခါကျတော့ဝေကနောက်တစ်တန်းပို့ထုတ်လိုက်တယ်ပို့ထုတ်ပြီးတော့ဝေတို့ဒီပြားလေးကိုတွဲပါမယ်တွဲဖို့အတွက်ဝေတို့ကဒီခြီစားလေးကိုနည်းနည်းရှည်ရှည်လေးဆွဲပြီးတော့ဖြတ်လိုက်ပါမယ်ခြေစားလေးကိုဆွဲဖြတ်ပြီးသွားပြီဆိုရင်ဒီခြေစားလေးကိုဝေတို့ကဆွဲပြီးတော့ထုတ်လိုက်မယ်
အဲ့တော့အခုချီစားလေးကိုဆွဲထုတ်ပြီးတော့ရှိရင်ဒီလိုမျိုးချုပ်အပ်လေးနဲ့တွဲပြီးတော့ချုပ်ပါမယ်အဲ့တော့ဘယ်လိုချုပ်ရမလဲဆိုရင်ဝီတို့ကအရင်ဆုံးဒီဘက်ချမ်းလေးကိုပြမယ်ဆိုရင်ဒီဘက်ချမ်းမှာဒီလိုမျိုး V-stick လေးနှစ်ခုရှိပါတယ်အဲ့ဒီ V-stick နှစ်ခုထဲမှာဝီတို့ကဒီဘက်လူလေးနဲ့ပဲတွဲပါမယ်ဒီဘက်ချမ်းဆိုရင်တော့ဝီတို့ကဒီမှာရှိတဲ့ထိတ်ကလေးမှာရှိတဲ့ဒီခွင်းလေးတွေပေါ့နော်အဲ့ဒီဟာလေးနဲ့တွဲပါမယ်အဲ့တော့အရင်ဆုံးဒီကမလှတဲ့ချမ်းဒီဘက်ကနှစ်ခုကဒါလှတဲ့ချမ်းအဲ့တော့နှစ်ခုမလှတဲ့ချမ်းနှစ်ခုကိုပေါင်းလိုက်မယ်ပေါင်းပြီးလှတဲ့ဘက်ချမ်းနေပြီးတော့ဝီတို့တွဲမယ်အရင်ဆုံးကိုယ့်ဘက်ကိုအရင်ဆုံးအကလေးနဲ့ထိုးပြီးတော့ပထမဆုံးချီလေးကိုခွင်းလေးတွေကိုဆွဲပြီးတော့ချုပ်လိုက်ပါမယ်ပြီးတော့ရင်ဟိုဘက်ကနေတစ်ခါဒီဘက်ကိုပြန်ပြီးတော့ချုပ်ပါမယ်ဟိုဘက်ကဒုတိယကဒီချီခွင်းလေးရယ်ပြီးတော့ရင်ဒီဘက်ချမ်းဆိုရင်ဒုတိယခွင်းကဒီဘက်လူလေးပေါ့နော်အဲ့ဒီကနေပြီးတော့ဒီလိုမျိုးချီလေးကိုတွဲပြီးတော့ချုပ်မယ်ပြီးတော့ရင်ဒီဘက်ကတစ်ခါပြန်ချုပ်မယ်ဒီဘက်ကတတိယခွင်းရယ်ဒီဘက်လူလေးရယ်ပြီးရင်ဟိုဘက်ကဒီထိပ်ကခွင်းလေးရယ်ကိုတစ်ဖန်ပြန်ပြီးတော့ဟိုဘက်ကိုပြန်တွဲမယ်ပြီးရင်ဟိုဘက်ကနေပြီးတော့စတုဒ္ဒဒီခွင်းလေးရယ်ပြီးရင်ဒီဘက်ကစတုဒ္ဒ V-stick ကဒီဘက်လူလေးရယ်ဒီလိုမျိုးလေးပြန်တွဲမယ်ပြီးရင်ဒီဘက်ကနေတစ်ခါဟိုဘက်ကိုပြန်တွဲမယ်အဲ့တော့ဒီလိုမျိုးလေးရပါမယ်အဲ့တော့အဲ့တိုင်းလေးပဲဝီတို့ကဒီအဆုံးထိချုပ်သွားပါမယ်ဒီဆုံးရောက်ချက်ပြန်ပြပေးပါမယ်အဲ့တော့အခုဝီတို့ကဒီကနေပြီးတော့ဒီအဆုံးထိချုပ်ပြီးသွားတဲ့အခါမှာဝီတို့ကဒီလိုထိတ်ကလေးကိုလည်းပိတ်ပါမယ်အဲ့တော့ဒီဘက်တစ်ဖက်ကတော့ဝီပိတ်ပြီးသွားပြီပေါ့နော်အဲ့တော့တစ်ဖက်ကလေးကိုဝီရပိတ်ပြပါမယ်အဲ့လိုပိတ်တဲ့အခါမှာဝီတို့ကဒီຢာလေးကိုအရင်ဆုံးညှောင်ညှိမယ်ညှိပြီးသွားရင်ဒီချီစားလေးကိုပါတခါတည်းထည့်ပြီးတော့သိမ့်မယ်ဒီမှာပေါ်နေတဲ့ဒီခွင်းလေးတွေကနေပြီးတော့ဝီတို့ချုပ်သွားပါမယ်အဲ့တော့အရင်ဆုံးဟိုဘက်ကနေပြီးတော့ဝီတို့ဒီဘက်ကရှိတဲ့ဒီခွင်းလေးတွေကိုအရင်ဆုံးထိုးပြီးတော့ချုပ်လိုက်မယ်ပြီးတော့ရင်ဒီဘက်ကဒီခွင်းလေးတွေနဲ့ဟိုဘက်ခွင်းလေးတွေကိုတခါတွဲပြီးတော့ချုပ်မယ်ပြီးဟိုဘက်ကဒီလိုဂျားရဲ့ခွင်းလေးရဲ့ဒီဂျားရဲ့ခွင်းလေးကိုတခါချုပ်မယ်ပြီးတော့ရင်ဒီဘက်ကခွင်းလေးရဲ့ဟိုဘက်ကခွင်းလေးတွေကိုတခါထည့်ချုပ်မယ်ပြီးတော့ရင်ဒီထိပ်မှာရှိတဲ့ဒီခွင်းလေးနဲ့ဒီခွင်းလေးနဲ့ကိုတခါတွဲချုပ်ဒီပေါ်မှာရှိတဲ့ခွင်းလေးတွေကိုပဲဝီတို့ကတွဲပြီးတော့ချုပ်သွားပါမယ်ရှင်အဲ့တော့ဝီတို့ဒီအဆုံးထိချုပ်သွားပါမယ်အဲ့တော့အခုနောက်ဆုံးမှာဒီလိုလေးထိချုပ်ပြီးသွားပြီဆိုရင်နောက်ဆုံးချီစားလေးကိုဝီတို့ကတစ်ချက်ချီလေးပြန်မထွက်အောင်ဒီလိုမျိုးလေးချုပ်လိုက်ပါမယ်ချုပ်ပြီးသွားပြီဆိုရင်ဒီချီစားလေးကိုဒီအတွင်းထဲကိုနည်းနည်းလေးထည့်ပြီးတော့လက်စာတက်လိုက်ပါမယ်ပြီးတော့မှဝီတို့ကအဲ့ချီစားလေးကိုကတိလေးနဲ့ဆွဲပြီးတော့ညှက်လိုက်ဒါဆိုရင်တော့ဝီတို့ဒီလိုမျိုးတည်တည်တက်တက်လေးရှိတဲ့အနာလေးရပါပြီအဲ့ဒါဆိုရင်တော့ဝီတို့အခု crochet iPhone pocket ကလေးကိုရပါပြီရှင်ပြီးတော့ရင်ဝီတို့ကဒီဂျားထဲကနေပြီးတော့အဲ့ဖုံးလေးကိုထည့်ကြည့်ပါဒါဆိုရင်တော့အခု iPhone pocket ကလေးကိုရပါပြီရှင်အခုဝေထိုးပြပေးသွားတဲ့ iPhone pocket 8ကလေးကိုကြိုက်နေတဲ့တော့ရှိရင်ဝေရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ဖို့တောင်းဆိုပါတယ်ရှင်ကြည့်ရှုပေးတဲ့အရောက်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဘိုင်ဘိုင်